ဘာပဲမှလည်းဆိုတဲ့ခါကျတော့ကိုနေတက်ကတူတုံးမှာမေဂျာဘောလုံးပွဲသွားကြည့်ရင်ရန်ဖြစ်ပြီးတော့ဘာမောခရုံကန်ရောက်သွားတဲ့အကြောင်းပြောပြ။ဘာမောခရုံကန်ရောက်သွားလဲ။ဒီနိုးတဲ့ကိုနေကဘောလုံးပွဲကိစ္စနဲ့ညီမသားမေဂျာတဲ့ကောင်မကိုကားဝင်းမာတဲ့ဘတ်စကားစီးရဝင်းမာတဲ့ညီတို့ဝိုင်းဆွဲပြီးပါရိုက်တယ်ဆိုတဲ့ဟမ်မဟုတ်တန်းတရားရှင်းမလုပ်ပါဘူးအဲ့လောက်ကြီးကိုနေတို့မရမ်းပါဘူး Welcome back my ugly children so Happy New Year ပါဆိုတော့အားလုံးရဲ့ New Year အချိန်လေးကဘယ်လိုလဲပိုနီ New Year တော့ I had fun in fact I had way too much fun that I blacked out before New Year countdown ဒါကနှစ်သိဆိုပေမဲ့ပိုနီကအမြဲတမ်းအတိတ်မှာပဲနေတဲ့ကောင်မအတိတ်ကိုပို့ပြီးပြောတဲ့ကောင်မဆိုတဲ့ခါကျတော့ဒီနေ့ဘာပဲမှလည်းဆိုတဲ့ခါကျတော့ကိုနေတက်ကတူတုံးမှာမေဂျာဘောလုံးပွဲသွားကြည့်ရင်ရန်ဖြစ်ပြီးတော့ဘာမောခရုံကန်ရောက်သွားတဲ့အကြောင်းပြောပြဘာမောခရုံကန်ရောက်သွားလဲအဲ့လိုဘာမောခရုံကန်နဲ့ရောက်ပြီးတော့ခံဝင်ကလေးရထိုးရတဲ့အထိတက်ကတူရောက်တော့မှဖြစ်တာဆိုတော့မေဂျာဘောလုံးပွဲအကြောင်းမပြောခင်အရင်ဆုံးဒါပိုနီ10တန်းပြီးကထားအကြောင်းပြောဘာလို့ဆိုတော့ဒါတွေအားလုံးကလေဇလန်ချိတ်ညာမို့လို့โอเคနော်ဘလို့ဇလန်ချိတ်နေလဲဆိုတဲ့ခါကျတော့ပိုနီ10တန်းပြီးချင်းမှာအဲ့တော့ကပိုနီတို့ Facebook တွေပါစပြီးတော့ညာပြီးမှခက်စားတဲ့အချိန်မျိုးဆိုတော့အဲ့တော့ကတည်းက online ရေးစားထားတာတွေပါရှိရဲကွာကျမလည်းထားလိုက်သေးတယ်အဲ့တော့ကမန္တလေးကအကူကြီးတယောက်နဲ့ဘလို့မို့ရေးစားကြီးလည်းမဟုတ်ပါဘူးဒီဟိုင်းနေပဲ online မှာတွဲကြည့်ကြမျိုးပေါ့ကွာအဲ့နဲ့ပြီးလိုက်ပြီးတော့နောက်အရန်ကြတာပါရေးစားတဲ့တန်းဘလောက်နှစ်တွေချီပြီးကြာသွားအထင်လဲနှစ်ပတ်ပိုနီနဲ့ပြက်ပြီးအဲ့ကိုရနောက်ထပ်ရီစားတယောက်ရတယ်ပြီးလည်းပြောနောက်ထပ်ရီစားတယောက်ရတယ်ပိုနီဒါတွေဘာလို့ပြောပြနေလဲဆိုတော့ okay ဆိုတော့ပိုနီရှိမယ်အဲ့ကိုရိုထင်တော့ထားရတော့တော်တူမန္တလေးမှာပဲထားလိုက်ပိုနီရှိမယ်နောက်ထပ် A ဆိုတယောက်ရှိမယ် A ကကြတော့သူ့ရဲ့ရီစားဟောင်းနေတယောက်နောက်ထပ် B ကကြတော့အဲ့အချိန်တုန်းမှာသူနဲ့ B နဲ့တွဲနေတဲ့အချိန်ဖြစ်ချင်တော့ရန်ကုန်မှာပိုနီရဲ့အဲ့ဒီ A ရဲ့ B ရဲ့၃ယောက်စုံပြီးတော့နမ်းကြတယ်အဲ့လေပူနီပညာလာလုံးဝလေဂေးလောကကြီးကချင်းချင်းလေးဆိုတာကွာဂေးတွေအချင်းချင်းတောင်းရောက်တိနေဆိုတာလေဘယ်လိုပြောမလဲဟိုအပြင်လောကကြီးမှာလေတိုက်တယ်လို့ညာဘက်ကျလို့ရှိရင်ကောင်းကင်ပေါ်မှာကြဲထွက်လာလို့မလုံးဝသဘာဝတရားပဲကွာ like every gay knows each other is literally nature ဟိုတိရအကြောင်းရပူနီတို့လိုပဲတဲ့မှာလို့ရီသားဟောင်းတွေတူတာတို့ပြီးကိုဖွာတဲ့ဘဲတွေကတူတာတို့အဲ့လိုမျိုးပါ we see each other we good တွေ့ကြတယ်နမ်းကြတယ်အဲ့တော့ကအပြင်မှာပူနီတို့ကငယ်ရလဲငယ်သေးရကွာပြီးတော့ပိုနီတက်ကတူမဟုတ်ဆိုင်ရန်ပြီးကလာဆို2000ကွာ14လောက်ပဲရှင်မဆိုအဲ့တော့ကပိုနီတို့ကသွားစရာလဲစရာနေရကွာအဲ့လိုဂျန်ရှင်းစကွဲတို့ပြီးတဲ့ခါကျတော့ပြည်သူရင်ပြင်တို့ပါရှိရကွာပြီးတော့အဲ့တော့ကပြည်သူရင်ပြင်ကအခုပြည်သူရင်ပြင်လို့မအော်ကွာပိုနီတို့ငယ်တုန်းကဒါပိုနီကအသက်တော်လို့ဆိုသိရအရန်ပျော်ဖို့ကောင်းခဲ့တယ်အရန်ကိုလူငယ်တွေအရန်သွားတဲ့နေရာတန့်လဲတန့်ခဲ့တယ်ကွာဆိုတော့ပိုနီတို့ပြည်သူရင်ပြင်သွားတယ်အဲ့လိုနဲ့ပြည်သူရင်မှာသွားအဲ့လိုမျိုးရှောက်ပြီးတော့ကဲခဲ့ကြတာပြီးလဲပြီးတော့အဲ့အချိန်မှာအဲ့ဘီကနေပြီးတော့သူ့ရဲ့နောက်ထပ်သူ့အတိတ်တငယ်ချင်းနေနဲ့ပြည်သူရင်မှာထပ်ပြီးတော့တွေ့တော့အဲ့ဒီအုပ်စုနဲ့ပိုနီတို့ကနောက်ဘယ်သွားသေးလဲဆိုတော့ကန်တော်ကြီးက Euphoria ရှိရလေအဲ့ Euphoria Tower အပေါ်မှာလားမသိ KTV လေးတစ်ခုရှိရကွာရိုး KTV ပါလို့သချင်းဆိုတဲ့ KTV ပောက်ရ KTV မဟုတ်ဘူးဆိုတော့အဲ့တော့ကလည်းအဲ့လိုမျိုးအခုကလိုမျိုး KTV လို့မဟုတ်ဘူးကွာတဲ့လား KTV ဆို KTV သချင်းဆိုတာပဲများပါတယ်ဆိုတော့ရောက်လာတဲ့အဖွဲပိုနီလုံးဝသဘောမကျဘူးပိုနီပေါင်းမဲ့ပုံစံမျိုးတွေမဟုတ်ဘူးကွာတို့ပုံစံသူများတို့ပုံစံတွေကမတန့်ဘူးကွာတိတာအဲ့လိုပိုနီတငယ်ချင်းလုံးမဲ့လူသားမျိုးတွေမဟုတ်ဘူးဒါပေမဲ့အဲ့တော့ကတော့သိရမလားတွေ့လေတွေ့နေရဆိုတဲ့ခါကျတော့ဒါရေလိုက်ငါလိုက်ဟေးဟာဟေးဟယ်လိုဟိုင်းဟိုင်းအဲ့လိုပဲပြောကြနမ်းကြတာပေါ့ကွယ်ခလေးဆိုတဲ့ခါကျတော့အဲ့လိုနဲ့နောက်နည်းနည်းကြာတဲ့ခါကျတော့ပိုနီတို့ဒါ10တန်းအောင်ပြီးတော့အမှတ်စင်းထွက်တယ်ကွာဆိုတဲ့ခါကျတော့ပိုနီအမှတ်ကလုံးဝစုပ်ပတ်တာပိုနီအမှတ်ပေါင်းနေဘာသာဆိုအမှတ်ပေါင်း10တန်းအောင်လေးမှာရတာ359မှတ်ပဲရှိရယ်360ရမဟုတ်ဘူးတမှတ်ထဲကိုမှကတ်ပြီးတော့360ဖြစ်လိုက်ပါလားနံပါတ်လေးလောက်လို့359မှတ်359မှတ်ဆိုတဲ့အခါကျတော့အမှတ်စင်းလဲထွက်အိမ်မှာငိုတာဘသူထင်လဲအဖေကငိုတာပိုနီဖေကငိုတာပိုနီကမငိုဘူးအဖေကမမင်းအများကြီးပြောနေတာမင်းမိဘကိုလုံးဝတည်းရီးဆိုပြီးငိုတာအမှန်တကယ်ဆိုလို့ရှိရင်အဲ့ဒါကွာပိုနီငိုရမှာကွာပိုနီကငိုပြီးမိဘကနေဘေးနားကနေဘာမှမဖြစ်ပါဘူးပပတို့ရှိရဲ့နော်စိတ်မပူနဲ့ဘာပဲလှုပ်ပပတို့နားမှာရှိပြီမယ်အဲ့လိုမျိုးနှစ်သိမ့်ပေးရမှာဒါပေမဲ့ဘေးပိုနီကပြန်ပြီးပပရဲ့ဘာမှဖြစ်ပါဘူး359မှရတာဘွာကြီးကမဆုံးသွားပါဘူးရပါတယ်စီပြပါဆိုပြီးငိုနေရပဲပြန်ပြီးနှစ်သိမ့်ရပိုနီအမှတ်ကြီးကစုပ်ပြတ်တက်နေရောပိုနီမှန်းသားလို့မျိုး UFL တို့ဘာလို့တက်လို့မရ UFL မပြောနဲ့ဟိုရန်ကုန်တက္ကသိုလ်လည်းမမီဘာမှမမီဘူးကွယ်အဲ့နဲ့တက္ကသိုလ်တက်ကိုရွေးနေကျမတကုံတက္ကသိုလ်ရောက်သွားတာပေါ့နော်ဗျမေဂျာလည်းရွေးနေမှာ
ဘာတက်လို့တက်မှန်းမသိအဝေးသိတော့မတက်ချင်ကွာသိရမလားကိုနီအဝေးသိနေတက်ကိုတက်ပြီးကိုနီသွားပြီးနတ်နေတာကွာအဝေးသိတော့မလုပ်ချင်အဲ့နဲ့မေဂျာရွေးနေအိမ်ကနေပြီးဟဲတဲ့ဘာတက်မှန်းမသိဘူးလို့ရှိရင်မထူးတဲ့နင်းနဲ့ geology ပဲတက်လိုက်တယ်ဘာလို့အဲ့တော့ geology အဲ့တော့မေဂျာမှာကိုနီကအမဝမ်ခွဲတက်ကွာ तू ကဟိုဟာကျူတာလောက်တယ်ကွယ်ဆိုတဲ့ခါကျတော့နင်းမဝမ်ခွဲလဲရှိရပဲတဲ့အမ तू ရှိရပဲသွားတက်လိုက်တယ်ပြီးတော့ geology ရတယ်ခကြီးတွက်ကရတယ်ကိုနီကပျော်ပြဟဲ့ခကြီးတွက်ရတာပဲ UB ဟဲ့ဆိုပြီးတော့ geology ကိုယူချတာပြီးလိုက်ပြီးတော့ကိုရင်ပေါ်နေချော်လော်ကြီးကွာအမြဲတမ်းဝင်ငွေဆောင်ဝဲဖြစ်ရတယ်ကွာအဲ့ဝင်ငွေဆောင်ဝဲဖြစ်မှာအောင်တာဘယ်လိုလဲဆိုတဲ့ခါကျတော့ဝင်ငွေဆောင်မှုပွဲကကိုနေက -20 လမ်းလျှောက်ကတာအဲ့တော့ကတခုံတက်ကတူအဲ့ဒီဗာလဲဘွဲနင်းတဲ့ပင်ရနေဟိုးမုတ်ပေါက်ဝါကြီးကိုအဲ့လိုရှစ်ပတ်ပြီးတော့လျှောက်ကတာကွာဟာအဲ့တော့ကစိတ်ထဲမှာလုံဝင်းပြင်ဝင်မယူပါဘူးပြင်မလိုက်တာဆိုပြီးကိုနေကိုဆဲဆိုပြီးတော့အိမ် -20 ကိုဖြစ်ရတယ်ကျမအောင်သွားပါတယ်တော်သေးရပေါ့အဲ့လိုနဲ့ geology ဝင်ငွေအောင်ပြီးတော့ကျမ officially geology majorဝဝကွဲကောင်းမှလေးဖြစ်သွားပါတယ်ဆိုတော့ကိုနီတို့တက်တူ first year first semester တုန်းကတော့ဒါအခုမှတက်တူတက်ခါကြဆိုတငယ်ချင်းအုပ်စုတွေလည်းမရှိသေးဘူးလေကိုနီတို့အားလုံးကလည်းဟိုဆက်ပေါင်းဒီဆက်ပေါင်းနေအဲ့လိုမျိုးပဲရှောက်ပြပေါင်းကြဒါပေမဲ့ကိုနီတို့တက်တူ second semester မှာစပြီးတော့တငယ်ချင်းအုပ်စုကလုံးဝကိုအုပ်စုနဲ့ကိုဖြစ်သွားပြီကွာအဲ့အချိန်မှာဟိုယူရိုအားလုံးသိကြတယ်ခင်နာကျော်ရတယ်ဒါပိုနီတို့အုပ်စုကပဲတနက်ပိုနီနာပိုနီခဏခဏပြောပွဲတက်တူ first year တွေကပိုနီတို့ကခင်နာဒီလုံးမှသိရတငယ်ချင်းမျိုးမဟုတ်ဘူးအဲ့လိုနဲ့ပိုနီယိုဒီတက္ကသိုလ် second semester မှာအဲ့လို major ဘောလုံးပွဲတွေပါစတယ်ကွာအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ပိုနီဘောလုံးနဲ့ပတ်သက်လို့ဘာမှမသိဘူးဘောလုံးအားကစားနဲ့ပတ်သက်လို့ဘာဆိုဘာမှမသိဘူးအခုချိန်ကြီးဟိုက Ronaldo က Man U အသင်းရလားအခုထိဘောလုံးကန်သေးလားမကန်သေးဘူးလား I really don't know and I don't give a fuck I honestly ကိုနေစိတ်ဝင်စားတဲ့အကြောင်းအရာအဲ့လိုမဟုတ်ဘူးကွာတည်မှာအဲ့လိုဒီမှာစိတ်ဝင်စား Rihanna တို့ Nicki Minaj တို့မှာ Adele တို့အဲ့လိုဟာမျိုးတွေပဲစိတ်ဝင်စားဆိုတဲ့ခါကျတော့ I don't know anything about sports okay အဲ့နဲ့ major ဘောလုံးပွဲစတယ်ပြီးတော့ပိုနီတို့အဖွဲ့ကယောက်ျားလေးတငယ်တောက်ကလည်း तू ကနေပြီးတော့အဲ့မှာ major ဘောလုံးပွဲ major ဘောလုံးအသင်းမှာ तू ကပါတယ်ဆိုတော့ကိုတငယ်ချင်းကိုအားပေးမယ်ဆိုပြီးတွားကြတာပေါ့တခြားစီညာကြီးပိုင်းလည်းအများကြီးပဲကွာအဲ့တုန်းက geology နဲ့မြန်မာစာ major နဲ့ဘောလုံးကကန်တာပြီးတဲ့ခါကျတော့ပိုနီတို့ geology အဆောင်ကဒီမှာဆိုလို့ရှိရင်နည်းနည်းလေးလှမ်းတဲ့ခါမြန်မာစာအဆောင်ကဒီမှာအဆောင်ကတော်ကတ်တယ်ကွာအမှကဘာရံပွဲကြီးစတာပဲကတ်တဲ့ရဆိုင်ပြီးကဘာရံပွဲကိုစတာဟာအဲ့တော့ဘလုံးမကြည့်နေအကုန်လုံးအော်ကြတာပေါ့စီညာကြီးအော်တာလိုက်အော်ရကြသိရမလားတန်ကြက်လူဟာမျိုးတွေဘာစိတ်တက်လဲဘူမိစိတ်တက်ဘာမေဂျာလဲဘူမိမေဂျာပုံကြီးကလည်းဟေးလိုက်အော်တာတကယ်တော့ဘာမှမသိဘူးပြောမနိုင်ပြမယ်ဆိုလို့ရှိရင်ပုံကြီးမှာအဲ့လိုမျိုးစီးလုံးနဲ့ဘူမိစိတ်တက်တို့ဘာလို့လဲမရှိဘူးကွာ honestly I don't get ထားပါတော့ပုံကြီးတို့ဒီဟို geology major ကြီးမှာထူးကျဲစမ်းကြပြီးတော့ဆွင်းချက်အင်းစရာလို့ဖြစ်ပြမျိုးတွေပါဖြစ်သွားမယ်ဘက်ကနာရောက်ပြီး geology major လူတွေနှိမ်နေမယ်ဆိုလို့ရှိရင်ကိုနီယာစီနီယာအော်လိုမျိုးပူမီစိတ်တဆိုပြီးအားလုံးနဲ့ပူပေါင်းပြီးတော့ဘက်ကနာကိုတိုက်မဲ့ကောင်မတော့မဟုတ်ဘူးဒီတိုင်းမဲ့အေးညီတို့ချကြလိငါတို့အိမ်ပြန်ပြီးအိတ်တော့မယ်တကယ်ညီတို့တက်တာဒီဘွားမှတွေ့ကြရလို့ဝမ်းသာပါတယ်နော်အသက်ရှင်သေးနော်ပြန်ပြီးဆုံးမရှင်သေးလည်းမတွေ့တော့ဘူးဆိုအဲ့လိုမထားခဲ့မဲ့ကောင်မအဲ့လိုမျိုးလုံးဝအသင်းဖွဲ့စိတ်တက်မရှိတဲ့ကောင်မတကူကောင်းဆန်တဲ့ကောင်မကြီးက geology major ဘောလုံးဝဲကိုတွားပြီးအားပေးတာပေါ့နော်ဖြစ်ချင်တော့အဲ့နှစ်တုန်းကပိုနီတို့ဒါပိုနီနဲ့ best ကျော်တွေဆိုလို့ရှိရင်တိတယ်မြန်မာစာ major နဲ့ဘောလုံးကန်တာ geology ဆိုတာကွာအားကစားမှာပတ်သက်လို့ရှိရင်အရန်ကိုနာမည်ကြီးရဲ့ major ဒါတက္ကသိုလ်တိုင်းမှာ geology major ဆိုလို့ရှိရင်အားကစားနဲ့ပတ်သက်လို့အရန်နာမည်ကြီးဘာလို့ဆိုတော့ယောက်ျားကြီးတွေရှိရဲ့ major ကွာယောက်ျားကြီးတွေမှာဟိုနည်းနည်းဖက်ဖက်ဆိုလို့ပိုနီလို့ဆိုလို့ရှိရင်တယောက်နှစ်ယောက်လောက်ပဲကျွန်တော်အကုန်ကြားရနေဟာကြီးအကြီးတွေမှာအကြီးတွေဆိုတော့အားလဲတန်ဆိုအားကစားလဲတော်တယ်ကွာအဲ့လိုအားကစားတော်တဲ့ major ကမြန်မာသား major ကိုဘလုံးဝမှာရှုံးတယ်ဘာလို့ရှုံးလဲဆိုတော့ပိုနီတို့ major အသုံးမကျလို့မဟုတ်ဘူးမြန်မာသား major ဘက်ကိုအဲ့တော့ကဒိုင်ကအရန်ပါဒိုင်ညစ်လို့ပိုနီတို့ရှုံးတာဆိုတော့ခါကျသိရမလားအမပြဿနာကြီးဖြစ်ကြပြီတောင်းကျမ်းကြပြီအုံတိုင်းဂုံကွမ်းဘောလုံးကွင်းထဲမှာအမတတိယကဘာစစ်ကဖြစ်နေပြီဟာအကုန်လုံးကဒုတ်တွေဆွဲတာအဲ့ဆိုဝုန်းနေဖြစ်နေပြီအဲ့လိုနဲ့ဘောလုံးကွင်းမှာဖြစ်တဲ့ပြဿနာအဲ့ဘောလုံးကွင်းထဲမှာမပြီးွားပဲနဲ့ online ပေါ်မှာပါလာကွာပိုနီတို့ဒါ Facebook မှာသိရမလားဘလို့တက္ကသိုလ် group တွေမှာစာရေးပြီး share ကြ share ကြတာလေဟာညီမသားမေးကြကောင်းနေနော်ဟိုင်းဒိုင်းညစ်တော့ငါတို့ဆုံးတော့အဲ့လိုမျိုးဟာ share ကြပိုနီဆွဲကောင်းပါတယ်ထိတ်ဆုံးကနေ share ပိုနီကလည်းအမှန်တကယ်ပြောတယ်ကျမအပြင်မှာလုံးဝတတိမရှိဘူး။ပိုနီကအရန်တော့အားတော့အရန်ချောင်းတာ။အမေတကယ်ရန်ဖြစ်ကြမယ်ဆိုလို့ရှိရင်ပိုနီတို့မှာတွေးမရှိဘူးနော်။လုံးဝဗမာတွေးမရှိဘူး။တခင်မျိုးရေးတို့ဗမာဆိုကျမတော့ဟုတ်မနေဘူး။အရန်ကြောက်တတ်တာအလိုက်ဘုံကတော့ရန်အားချောင်းနေ။အဲ့နဲ့ဟာလိုက်ဘုံမှာတော့ကိုယ်ဥဆောင်ပြီးဆဲရအကုန်လုံးလိုက်ပြီးဆဲရခင်နာကျွန်တော်ဘာလို့ဆဲတော့ဆဲရအဲ့လိုနဲ့ပိုနီက line ပေါ်မှာဥဆောင်ပြီးအားချောင်းပြီးတော့ဆဲရသူများရလိုက်ပြီးဆဲကြရကွာအဲ့လိုနဲ့ online မှာနေအဲ့ညီမသား major နဲ့ geology နဲ့မှာ online မှာ fight ပြီးတော့ချင်းချင်းဆဲနေကြပြီဘေးမေထိုးကွာငါထိုးကွာဆိုပြီးဆဲနေကြပြီကွာပြီးလဲပြီးတော့အဲ့
ကောင်မတွေကလည်းလာညီတို့ငါတို့ချင်းပြော fight ပဲဘာညာဆိုပြီးနေရာတွေချင်းကြတက်ဖို့တိုက်ပွဲတွေရမ်းကျန်းတယ်သလားအခုကကလေးတွေကိုပူနီရတာရတဲ့ကျင်တာအကျန်းရံဖြစ်ရတာမေဂျာဘောလုံးပွဲဆိုလို့ရှိရင်ခုနဘာလို့ပူနီယူတိုရီယာတာဝါမှာလူတစ်တွေနဲ့တွေ့ခဲ့တဲ့ကိစ္စပြောလဲဆိုတဲ့အခါကျတော့အဲ့ညီမစားမေဂျာနဲ့အဲ့ online ပေါ်မှာညှိခဲ့တယ်မှာအဲ့ခုနပူနီတို့တချင်းသွားဆိုခဲ့တဲ့အုပ်စုတွေကကောင်မလေးတယောက်ပါတယ်သူကညီမသားမေဂျာကွင်းနဲ့ထားပါတော့ညီမသားမေဂျာကွင်းအမှရန်ဖြစ်ကြကောင်မနေပြီးတော့အားလုံးတက်တိရှိလို့ရှိရင်နောက်နေ့ကြလို့ရှိရင်ဘာလဲ the music ဆိုတဲ့ကန်တင်းကိုလာခဲ့တဲ့ဘူမိနဲ့နေတို့ငါ့ကိုရှင်းမယ်ဆိုပြီးတော့ရရလေဆိုပြီးတော့သွားကြတာပေါ့သိရမလားအဲ့ကန်တင်းကိုသွားတယ်ပြီးတော့အဲ့တော့ကပွန်နေတယ်မဟုတ်ဘူးကွာမေဂျာကတခြားကောင်မလေးတွေရောအကောင်နေရောစီနီယာအကိုတွေအမတွေရောအကုန်ပါတယ်ကွာပွန်နေရထင်တာဟာ the music ကန်တင်းပါပွဲကြီးကျမ်းပြီပေါ့ဟာငါတို့တွေချကြပြီပေါ့တပြကဘာစစ်ကြီးစပြီပေါ့ဆိုပြီးထင်တာဟဲ့ရောက်လဲရောက်သွားပွန်နေတို့ line ပေါ်မှာနေတို့တွေ့ဘလို့လုံးမှာဘာညာပြောထားတဲ့ညီမသားဟာတွေကလေအဲ့ဝဲကောင်လေးမှာထိုင်ပြီးတော့ဟိုမသိရက်ွက်အစည်းဝေးရုံလုပ်တယ်လို့ပဲလူလေးထိုင်နေတော့ဟမ်ငါတို့ဖျဲဖို့ပါမဟုတ်ဘူးလားငါတို့ကလည်းဖျဲဖို့သွားတာမဟုတ်ဘူးလားဘာလို့ငိမ့်နေကြောင်ကအဲ့နဲ့ဒါပေမဲ့ပွန်နေတို့မေဂျာဟိုမိမတွေကအစကွာလုံးဝတက်တိရှိတာအကုန်လုံးကဟာလုံးဝမိမချမ်းနေပဲဆိုတဲ့အခါကျတော့ပွန်နေတို့မေဂျာကောင်းမတွေကစပြီးတော့ကဲနင်တို့ကအဲ့တော့ဘာဖြစ်နေတာလဲပြောငါတို့ပြောတာမှားလားမှန်လားဆိုပြီးဖျဲတာသူကလေအဲ့လိုသာဖျဲနေတာပွန်နေကပြောပွန်နေကအရင်အားချောင်းတာဆိုတဲ့အခါကျတော့အပြင်မှာတတိယမရှိဘူးလေသူကလို့ဖျဲနေမှာပွန်နေကဘေးနားမှာထိုင်ကိုမျိုးမေဂျာကောင်မလေးရလို့ကောင်မတွေကိုရှယ်ဖြဲပြီးတော့အနောက်ကစီနီယာအကိုတွေအားလုံးကလည်းထိုင်ပြီးတော့ကြိတ်နာခုဆိုဘုံနဲ့ထိုင်နေတော့သူကလည်းဝင်ပြီးချမှာကွာတဲ့မှာလုံးဝအောက်ထင်းသူတွေလုံးဝနောက်ကပါလာအဲ့ဘူမိပေတာအဲ့ဒါရန်သဘောကြတယောက်နဲ့ညှိရဆိုတော့တမေဂျာလည်းနဲ့ညှိရသလားအဲ့လိုကိုနီတို့မေဂျာလူတွေကစိတ်ထဲရှိတဲ့အတိုင်းပြောပြီးဖျဲရချင်မှာကိုနီအဲ့ညီမသားမေဂျာခုနကကောင်မတွေကလေးသလားဟုတ်ပါဘူးတဲ့ကိုတို့မတို့ရေတဲ့ညီမတို့ပြောချင်တာဘလို့ဘာညာနဲ့လေပြေးအေးလေးတိုက်တဲ့ခါကျတော့ဘာမှလုံးလုံးမရတော့ဘူးအမှပြန်ပြီးတော့ပြေလဲသွားတော့သူတို့ကနေပြီးတော့ဘုံကနော်ညီမတို့လည်းစကားတွေမှားမြတ်တွဲတောင်းမှန်ပါတယ်ဘာညာနဲ့အမှပြဿနာပြီးသွားဟမ်ဘာကြီးလဲပေါ့အဲ့အချိန်မှာအဲ့ခုနမြန်မာသားမေဂျာကိုင်းကကောင်းမှဟဲ့တဲ့လိုင်းပေါ်မှာတဲ့ငါတို့ပြောနေရဲ့အဲ့နင်တို့မေဂျာအဲ့ပူနီဆိုတဲ့အချောက်မှဗမာလဲကောက်မှခေါ်လိုက်ပူနီကတောက်ချောက်သူတို့ဘယ်မှာထိုင်တာပူနီကသူတို့မမြင်ဘူးအဲ့နဲ့တငယ်ချင်းတွေကလည်းပူနီကိုသူတို့ကတိုနီပေါ်တော့ကောင်းတယ်ကွာဟဲ့ကောင်မနေကဘာစကားပြောသူ6တော့နေစောက်ဘူးပါလားနေကဘာကိစ္စငါတို့တငယ်ချင်းကိုပြောတာလေသူ့ကိုဆွဲထည့်ကြမလို့နေတို့ကငါတို့နေရှင်းဖို့လာတာနေရမှာအခုမှသူရဲ့ဘောကြောင့်တာဘာညာဆိုအဲ့လိုပြောอ่ะအဲ့နဲ့သူတို့အဲ့လိုထပ်ပြီး fight ပုံနေနဲ့ဘေးနာနေသူနေပဲကွယ်ပြဿနာအမှဘာမှမဖြစ်တော့ဘူးထင်ပြီးတော့ပုံနီတို့ကထွက်လာတဲ့အခါမှာအနောက်ကနေပြီးပုံနီကိုတယောက်ကနေပြီးရေတံမှုနဲ့လမ်းပြီးပေါ်တယ်ထိအောင်မထိပါဟာအဲ့ချိန်မှာစီနီယာကိုရပါနဲ့လည်းခေါင်းကြောင့်ဆိုပြပါဟေးလာဝါလာခဏဖြစ်သွားတယ်မဲ့ပြဿနာမကြီးွားဘူးအမှလည်းပြီးွားကွာဒါပေမဲ့လေဘီအေနဲ့ပဲပြီးွားဇလန်ဒါပေမဲ့ပုံနီတို့ထင်တာအမှပြီးသွားပြီထင်တာဟာချီးပဲဟေးကောင်မဘလောက်ကောက်ချစ်လဲဆိုတာပြောပြမယ်အဲ့လိုနဲ့နောက်2ရက်လောက်ကြာတဲ့ခါကျတော့တောက်ကြနေလို့နေမျိုးမှာပုံနီတို့ဒါလက်ချာတက်နေလည်းကုန်ပြီးလို့အိမ်ပြန်မှုလုပ်နေချိန်မှာအဆောင်နဲ့တွက်ခြင်းပဲအဲ့ဒူးနေပြီးတော့ပုံနီကိုခေါ်လိုက်တယ်ကွာခဏရတယ်ဆိုလို့ရှိရင်လေအဲ့နဲ့ပုံနီနဲ့အလေးလုံးဝမတည့်ဘူးဆိုတာပုံနီကတော့ပြပြမယ်ဒါကိုယ့်ရဲ့အမေတွေမဟုတ်ဘူးကွာအဖွားရွယ်လည်းဖြစ်တယ်လို့နှုတ်ခလေးနဲ့လူကြီးဆိုတော့တူပေါ်တော့အဲ့လိုမျိုးစိတ်မရှိပါဘူးဒါပေမဲ့ဟိုသူကလေပုံနီဆိုတော့ကြည့်မြဘာလို့ကြည့်မြလဲလေပုံနီမသိဘူး and I don't know the reason like till this day I don't know why she didn't like me ပုံနီကိုခေါ်ပြီးတော့နေရခင်နာကြော်ရအေးစီရတနင်္လာနေ့ကြာလို့ရှိရင်ငါရုံခန်းထဲကိုလာခဲ့နင်တို့ထားတယ်တို့သိရမလားဆိုဘာလောက်ထားလို့လဲပေါ့နော်ဟုတ်တန်းလက်ထားမိွားလားပေါ့အဲ့နဲ့ဘာလောက်ထားလို့လဲဆိုပြောတဲ့ခါကျတော့နင်တို့တဲ့ကိုနေ့ကဘောလုံးပဲကိစ္စနဲ့ညီမသားမေဂျာတဲ့ကောင်မကိုကားဝင်းမာတဲ့ဘတ်ကားစီးရဝင်းမာတဲ့နင်တို့ဝိုင်းဆွဲပြီးပါရိုက်တယ်ဆိုတဲ့ဟမ်မဟုတ်တန်းတရားရှင်းမလုပ်ပါဘူးအဲ့လောက်ကြီးကိုနီတို့မရမ်းပါဘူးအဲ့ကိုနီကမဟုတ်ဘူးနော်မလုပ်ဘူးလို့ကိုနီတို့အဲ့လိုမျိုးတွေလို့အဲ့ဒါသူကနေပဲဟဲ့နင်တို့မလုပ်ပဲနဲ့တော့ဟိုကောင်မတဲ့ငါ့ကိုလေလမ်းမပေါ်မှာတဲ့ငိုယူပြီးတော့တဲ့တောင်းပန်ပြီးတော့ငိုမာလာတဲ့ဟမ်ပေါ့ဟဲ့ကောင်မဒရာမာနော်သူ့ကိုကိုနီတို့ကပါလိုက်လိုက်ပဲနဲ့သူ့ကိုအုပ်လိုက်ကြီးဝိုင်းချုပ်ပြီးတော့ပါရိုက်တာပါသူ့မှာကြောက်လို့အခုကြောက်မလာရဲတော့ငိုပြီးတိုင်တာတဲ့ရှင်ဟုတ်နော်လာခဲ့ဆိုတော့လာခဲ့မယ်ပေါ့ရုံငန်းသွားတာပေါ့မရောက်ဘူးဆိုတော့တော်ပဲဆိုပြီးတော့အဲ့လိုနဲ့တင်းနာလေးရောက်တယ်ရုံငန်းသွားတယ်ပြီးတော့ပူနီပန်းညာလုံးဝတဘာဝမကြတဲ့ကိစ္စကြီးကွာအဲ့ပူနီတို့ the music ကန်ဒီမှာအုပ်လိုက်ကြီးအဲ့လိုတွေးကြတော့ကွာပူနီရဲ့ EC ရဲ့တုံးထဲမဟုတ်ဘူးကွာတခြားတငယ်ချင်းတွေပါတခြားစီနီယာတွေရောအဲ့ဟိုဟာရောအကုန်ပါတယ်ဟဲ့အဲ့ဒါကိုပူနီတို့3ယောက်ကိုပဲဆိုလူစိုး3ယောက်ကိုပဲခေါ်မသိဘူးပူနီတို့ကလူစိုးခိုင်းခေါင်းဆောင်3ယောက်ကြားနေတယ်ပဲဒီ3ယောက်ကိုပဲခေါင်းစစ်တက်ပြီးခေါ်ကျန်တဲ့ကောင်မအကြောင်းခေါ်မခံအောင်အဲ့ဒါလည်းမကျင်တတ်ဘူးသလား
အဲ့လိုလည်းသုံးကောင်တာဘူးမသိဘာမသိနဲ့ရုံငန်းရောက်သွားတယ်ဒါကကိုနေတို့အစားအချနာကွာအော်ရိုင်းမဲကိုတီချယ်တို့ဘာလို့ပေါ့နော်ကိုနေတို့ဟဲ့နင်တို့နောက်တစ်ခါတော့အဲ့လိုမလုံးနဲ့နော်မေဂျာတိတ်ခါကြတယ်စင်ញင်ကြကြားလာဘာညာအဲ့လိုမျိုးလေးပဲပြောပြီးတော့လွတ်လိုက်မယ်ထင်တာကွာကိုနေတို့လည်းဟိုကိုမမလုပ်ထားတဲ့ကိစ္စကိုအော်ရိုင်းမဲနည်းနည်းလေးပဲအဆူကန်လိုက်ပြီးွားမယ်ထင်တာပေါ့ဟဲ့ဘယ်ဟုတ်မလဲရုံငန်းနဲ့လည်းဝင်သွားရောကိုနေရဲ့ EC ရဲ့တယောက်မြင့်တာတယောက်ကြည့်ကြဘာလို့ဆိုအခါထဲမှာလူတွေကအများကြီးပဲဟဲ့ချင်းလေးပြောနေကြဟဲ့လို့ငါတို့အဆူခံမို့လာဒါမှမဟုတ်ငါတို့ပဲဘွဲ့များရသွားပြီလားပေါ့နော်ဘာလို့ကြောင်လုံးကဆရာကြီးမရောက်ညာလို့မော်ဝန်းထင်းတွေရောဘာတွေရောညာရောဟဲ့စောက်ရမယ်နဲ့ဟိုင်ပို့ဘူးရောအဲ့လိုနဲ့ပွန်နီတို့တို့ကစပြီးတော့စူပြီးကွာစူတော့ပွန်နီတို့ကဟိုတကယ်အဖြစ်ရမှန်ပွန်နီတို့ကပြောပြမှာပြမချဲတို့တားတို့တမီးလောက်တာဒီလိုမဟုတ်ဘူးမဟုတ်ဘူးပြောပြဖို့နော်လုံးဝပြောမခံဘူးသူတို့စတိုက်စကလုံးတွေထက်အခုပြန်တွေးကြည့်တော့ဘာမှစိတ်ထဲမှာမရှိဘူး။အဲ့တော့ကတော့ကွာပွန်နီတို့တော်တော်ဒေါသထွက်တယ်ကွာ။ဘာလို့ပထမတစ်ခုကကိုမလောက်ထားဘူး။မလောက်ထားဘဲနဲ့ပြောခံအဲ့တခု။အဲ့နဲ့ပွန်နီတို့ကပြောတယ်ကွာမဟုတ်ဘူးတီချယ်တို့ခဏနေရော။သားတို့သမီးတို့ရှင်းပြဖို့အချိန်လေးခဏပေးရော။ဒီလိုလောက်ခဲ့တာမဟုတ်ဘူး။အတယောက်ကလောက်ကြံပြီးစေပြီးတော့ပြောနေတာလို့ပွန်နီတို့ကရှင်းပြလဲလုံးဝမရောက်နော်။နားမထားဘူး။နင်တို့လည်းမလောက်ခဲ့လို့ရှိရင် तू ကလည်းငါ့ကိုလည်းအဲ့လိုမျိုးလာပြီးပြဘာညာနဲ့ကောက်မအောင်ကွာကောက်ကျစ်တာအဲ့လိုမျိုးမဟုတ်ဘူးနော်လို့ပြလေနော်။လုံးဝမရဘူးအဲ့ဒါနဲ့ပွန်နီကနေပြီးအဲ့လောက်တောင်ပြောနေမယ်ဆိုလို့ရှိရင်အခုချင်းချင်းအကောက်မှလေးခေါ်လိုက်ပြီးတော့အပွင့်နေတော့ဝင်ခံပြီးတော့ပြောကြမယ်အဲ့လိုဒဲရှင်းကြမယ်ကွာအဲ့လိုဆိုရင်လည်းမဟုတ်ဘူးဒါတဲ့တက်ကတူတဲ့တရားရေးစီနေရမဟုတ်ဘူးတဲ့အဲ့လိုမျိုးတဲ့မျက်မြင်တက်တွေဘာတွေခေါ်ကြမလို့ဆိုတော့ဟဲ့ပွန်နီကလည်းတကယ်လည်းမလုပ်ဘဲနဲ့ပြောခံတဲ့ကိစ္စကြီးလေအဲ့လိုမျိုးနဲ့သူတို့ကကွာပွန်နီတို့ရှိမှလာလည်းနားမထောင်ဘူးသူတို့ပြောချင်တာပြောပြီးတော့စူနေပွန်နီတို့လည်းအာယုံမထားတော့ဘူးကွာသူကအရှိကသူပြောချင်တာပြောပွန်နီကနေပြောခဏနေကန်နေအောင်လို့ရှင်အာလူးကြောင်းကြောအဆက်နဲ့စားရင်ကောင်းမလားထမင်းပေါင်းစားရင်ကောင်းမလားငါလက်ထဲမှာခုပတ်စံ3000တောင်မပြေတော့ဘူးထမင်းပေါင်းကဈေးကြီးစားလို့မရဘူးပြောင်းမှုနဲ့ထမင်းကြောစားရင်ကောင်းလားမိုးနေမျိုးကိုပဲတွေးနေတာအဲ့တော့လည်းရမ်းရက်ပါပွန်နီတို့ရမ်းဖြစ်လို့ဆိုပြီးသူတို့ချတဲ့စီမင်းစီကနေမသိလို့ရှိရင်လေ high school ရောက်နေတဲ့အတိုင်းပဲသလားဘလို့စီကနေချတဲ့အောင်မေကိုပွန်နီတို့2ယောက်လုံးလေ3ယောက်လုံးပေါ့နော်နင်တို့တဲ့ Facebook လည်းတစ်လမသုံးရဘူးတဲ့ဟမ်ကန်တင်းနဲ့လုံးဝမထိုင်အောင်ဆိုကန်တင်းမထိုင်လို့ကျမမျိုးရမှာတော့သိရမလားနားမထောင်ပါဘူးသူတို့ပြောချင်တာပြောကိုလို့ချင်တာကိုလုံးမှာပေါ့တော့သူ့ရွယ်ပဲရောက်နေပြီကွာကလေးပစ္စည်းလေးလည်းဟုတ်မနေဘူးအဲ့လေသူတို့ကမှပြောချင်တာပြောမှ2နာရီနောက်လည်းအချိန်လဲကြာလာကြပွန်နီတို့ပြန်ပြီးတော့ထွက်လာတယ်ကွာအဲ့ချိန်မှာတငယ်ချင်းတွေအားလုံးကလည်းရာပွန်နီတို့3ယောက်တစ်ခုခုဖြစ်မှာသူတို့ကလည်းလန့်ပြီးတော့အရှိမစောင့်နေကြမသိလို့ရှိရင်လေခလေးမွေးနေရဲ့မိန်းမကိုယောက်ျားစိတ်ပူပြီးအပြင်မှာအင်္ဂလိပ်မာနာတုတ်တွေရွတ်နေတယ်လို့ပဲသူတို့စောင့်နေကြထွက်လာတော့ဘာလဲပြောချင်တော့ခဲမိုးလို့ပြီးမှပြတော့မယ်ဆိုပွန်နီတို့ထားလိုက်တယ်ကွာအဲ့လိုနဲ့လကားနေနေပေါ့နော်ဘာဆိုဘာမှမလုပ်ပဲနဲ့3ယောက်ကခံဝန်ကတိထိုးလိုက်ရတဲ့အပြေုံမှာအဲ့ကနေစပြီးပွန်နီတို့အဖွဲ့ရအမှနာမည်တွင်သွားဘာလဲဆိုတော့ဂျပန်ကြီးတို့အဖွဲ့တဲ့ဘာလို့ဂျပန်ကြီးတို့အဖွဲ့ဆိုတဲ့ခါကျတော့ဂျပန်စကားတက်လည်းမဟုတ်ဘူးဂျပန်နဲ့တူလို့လည်းမဟုတ်ဘူးပါရိုက်လို့တဲ့ပါရိုက်လို့ကျမတို့အဖွဲ့ကနေဂျပန်ကြီးတို့အဖွဲ့ဖြစ်သွားတယ်အာဂျီနိုမိုတိုရောက်တစ်ခက်ဖြစ်သွားအဲ့လိုနဲ့ပွန်နီတို့ပေါ့အချိန်တွေပါကုန်သွားတယ်ကွာပြီးလဲပြီးတော့စကန်ကြီးဟာအဲ့လိုစောင်းမွဲဖြည့်ပြီးရဲ့အခါမှာအောင်စင်းမှာပွန်နီနာမည်နဲ့ခုံနံပါတ်ပေးမှာကျဲဝင့်ကြီးပါပွန်နီကနေဘာမှမသိဘူးကျဲဝင်ဘာကျဲပွင့်တော့အဲ့နဲ့ပွန်နီအမကိုသွားပြီးတော့မေးတာမမလို့အောင်စင်းမလို့နမဲဘေးနာမှာကျဲပွင့်ကြီးပါတယ်အဲ့ဒါဘာဖြစ်တာတော့ဆိုဟဲ့အဲ့ဒါလည်းနင်းနဲ့ဂုံလုံးတန်းမိတာတဲ့ဂုံလုံးတန်းတက်မှာလားတဲ့ဂုံလုံးတန်းတက်လို့ရှိရင်လို့ခုတငယ်ချင်းနေနဲ့ခွဲရမှာလားဆိုတော့ခွဲရတော့မဟုတ်ဘူးဒါပေမဲ့နင်တို့တဲ့အတန်းတော့မတူဘူးပေါ့တဲ့ပြီးတော့ဂုံလုံးတန်းဆိုလို့ရှိရင်တစ်နှစ်ပိုရမယ်တဲ့တက္ကသိုလ်4နှစ်မဟုတ်ပဲနဲ့9နှစ်ဖြစ်သွားမယ်ပေါ့နော်ဟိုစာလဲတဲ့အရန်များမယ်ပေါ့နော်နည်းနည်းလေးပြင်မှန်းမယ်ဆိုပွန်နီကငမ်တက်ဘူးလေးဘာမကတတ်တာမှာတော့မတက်ကိုတက်တယ်ဆိုတာနမ်းဖို့လေတကယ်ချင်းနေနဲ့အတန်းတော့အတူတက်မယ်ပြီးအတန်းနဲ့လစ်မယ်ရှောက်သွားမယ်ဟီလာဝါလာဟီဟာလုံးမယ်အဲ့လိုတက်ကိုအချိန်မျိုးလိုချင်တာကွာပွန်နီအစာကြီးပဲလုံးနေချင်တာမဟုတ်ဘူးဆိုတော့မတက်ဘူးပေါ့အတမမတက်ချင်တာအဲ့အမကနေပြောမတက်ချင်လို့ရှင်အနေနိုးတဲ့မတက်ချင်တဲ့လူတွေပေါ့နော်ဟိုဟာသွားပြောတယ်အဲ့ဆိုသွားပြောဆိုတယ်သွားပြောရတာပေါ့အဲ့တော့ကဂုံတန်းဝင်တဲ့လူတွေထဲမှာပွန်နီရဲ့နောက်ထပ်ကောင်လေး1ယောက်ရဲ့2ယောက်ပွန်နီတို့2ယောက်ကကြောင့်ဂုံတန်းမတက်ဘူးတနေ့လူရတက်မယ်ကွာခင်နာကျော်ရဲ့ဂုံတန်းသူပါသွားတယ်စားတော့တာပါသွားတဲ့ခါကျတော့သွားတက်မယ်ဆိုပွန်နီကတော့မတက်ဘူးပေါ့မတက်တဲ့အကြောင်းသွားပြောတော့ဂုံတန်းလို့မတက်ဖြစ်ဘူးလို့အဲ့ဒါဘာလို့မတက်ဖြစ်တာလဲမေးတဲ့ခါကျတော့ရိုင်းမဲလို့စားလဲရမ်းများတယ်ပြီးတော့လို့ဂုံတန်းတက်ဖို့လို့စိတ်မဝင်စားလို့ပါလို့အဲ့လိုပဲပြောလိုက်တာအဲ့နဲ့ဘာပြောလဲဆိုနင်တို့ကအဲ့ဆိုလဲဘုံပြီးနဲ့အလုံးမလုပ်ဘူးလားဆိုတော့ပွန်နီကမဟုတ်ဘူးပေါ့နော်အဲ့လိုလည်းမဟုတ်ဘူးကွာဒါပေမဲ့မတိကြသေးဘူးကို့အနာက plan ကိုမတိသေးဘူးကွာ because I wasn't even 17 that time အမှပွန်နီတက်ကူပါလေ16လောက်ပဲရှင်19အောင်မရှိသေးဘူးဆိုတော့ဒီနေ့နေလေတာတော့ဘာစားရမလဲစဉ်းစားမနိုင်တဲ့အရွယ်မှာအဲ့လိုအနာကတွေပါလေပွန်နီလည်းမသိသေးဘူးလေငယ်လေးတက်ကူတက်တာနမ်းဖို့ပဲသိကြလေငယ်လေးငယ်သေးတယ်ကိစ္စနဲ့အဲ့လိုလည်းမဟုတ်ဘူးဒါပေမဲ့ဂုံတန်းပဲမတက်ချင်တာပေါ့အဲ့လိုပြောလိုက်တယ်ကွာအဲ့ချိန်မှာ तू ပြောရဲ့စကားကိုလေပွန်နီခုထိမှတ်ရတယ်မှာဘာပြောလဲဆိုတော့အေးနော်တဲ့ဟုတ်ပြီနော်တဲ့
နင်တို့နှစ်ယောက်ကိုတဲ့ဘူမိပေတိုင်းနဲ့ပတ်သက်ပြီးတော့အနာဂတ်မှာအလုပ်လုပ်တာမျိုးမမြင်ချင်ဘူးတဲ့ဟမ် I think I'm crazy. တကယ်ချင်းတဲ့ပုံနဲ့ထွက်လာတော့ချင်းချင်းပြောဟဲ့လို့အဲ့ဒါငါတို့ဘူမိနဲ့လုပ်လို့မရဘူးလားလို့ငါတို့လည်းသူတိမာတာပေါ့ပြက်ခါကျတော့ဘာလို့ပြောရလဲပေါ့ငါတို့ကမှကလေးပဲရှိသေးတာဘာဖြစ်တာလဲပေါ့အဲ့နဲ့မသိဘူးတဲ့တကယ်ချင်းအောင်တော့ငါတို့မတက်ချင်ဘူးမတက်ကြဘူးကွာနှစ်ယောက်သားအဲ့လိုပုံနေကုန်နဲ့မတက်ဘူးလို့ပြောလိုက်တဲ့အချိန်ကနေစပြီးဆက်ဆံရေးကပို့ပြီးတော့ဆိုးွားအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ဒါပုံနေပွင့်နေတော့ပြောအဲ့တီချယ်ကိုပုံနေသဘောကျတယ်ကွာသဘောကျတယ်ဆိုတာကသူစတင်တာလည်းကောင်းတယ်သူစတင်တယ်ဆိုလို့ရှိရင်လေသူများစတင်တာတဲ့ပို့ပြီးတော့ပုံနေနားထဲမှာပို့ပြီးတော့ဆွဲတယ်ရှင်းတယ်ကွာမသိဘူးပုံနေမှာလည်းပဲမယ်ဆိုလို့ရှိရင် people pleaser လည်းအဲ့တော့ဖြစ်ခဲ့တဲ့ခါကျတော့ကိုနဲ့အဆင်မပြေခဲ့တယ်နဲ့ပို့ပြီးတော့အဆင်ပြေနေကွာအဲ့လိုသူပုံနေကိုမချင့်အောင်မှပဲပုံနေပေါ်အမြင်ကြည့်စေခြင်းနဲ့သိရမလားပုံနေသူ့ကိုသဘောကျကြအောင်သူ့ကိုသိစေခြင်းဒါပေမဲ့အိုးကျမတို့နှစ်ယောက်ကဘလို့လဲဆိုတဲ့ခါကျတော့မင်းနဲ့ငါကြစီမယာချလို့ထားအဲ့လိုဖြစ်နေလုံးဝပေါင်းစီလို့မရတဲ့ပုံကြီးကခုံလုံးတမ်းမတက်ပဲနဲ့ရိုးတမ်းမတက်ပြီးတော့တငယ်ချင်းနဲ့ပုံကြီးဆက်ပြီးတော့နန့်နေပေါ့နော်ဆိုတော့ပုံကြီးလို့တိုက်ရလားဖိုင်နယ်လားမသိဘူးရောက်တဲ့အခါမှာအဲဂျူနီယာလေးတွေကပုံကြီးကိုလာပြောတယ်ကွာပုံကြီးတို့ကတော့တဲ့အဆောင်မရဲ့နာမည်ကိုကြီးနေရပဲဆိုတဲ့ခါကျတော့ဟုတ်တယ်ပုံကြီးတို့အဖွဲ့ကအဆောင်မတော်တော်နာမည်ကျဘာလို့နာမည်ကြီးလဲဆိုတဲ့ခါကျတော့ပုံကြီးတို့ကကြောက်လို့ဆိုတော့တအားနန့်လို့နန့်နာများဝုတ်ဝက်ကွဲကိုနန့်နာကန်တင်းနဲ့ဝင်နေဆိုလို့ရှိရင်လူကကန်တင်းနဲ့မြောက်သေးကိုအသားကန်တင်းနဲ့ရောက်နေအသားဟိန်းပြီးကန်တင်းနဲ့ကိုကြိုရောက်နေပြီတမိုင်းဆိုလို့ရှိရင်ပုံကြီးကိုပြောတယ်ကွာနေရတဲ့လမ်းလျှောက်တာမဟုတ်ဘူးဇန်နဲ့ကြွတာဘာလို့ဆိုတော့အဆောင်ထဲမှာလေပစိုးကြီးတကားကားနဲ့ခလေးလိုပဲအမြဲတမ်းလို့ခုံပေါက်ပြီးတော့နန့်နာအဲ့လိုမျိုးနန့်နာဆိုပုံကြီးတို့ဖွဲ့စီနီယာရောဂျူနီယာရောအကုန်သိရကွာဒါရဲ့နာမည်ကရတာသိရလေဂျပန်တို့အုပ်စုဂျပန်တို့အုပ်စုဆိုတော့ဂျပန်နာမည်ကလည်းရှိတယ်အာဂျီနိုမိုတိုအုပ်စုသူတို့ကလို့တော့ပုံကြီးနာမည်ကြီးညာပဲပြောတဲ့ခါကျပုံကြီးကနေပြီးတော့ဟေးလို့ဘာလို့လဲဆိုတဲ့ခါကျတော့ဟွာတဲ့ပုံကြီးအကြောင်းဟိုတဲ့ဆရာကြီးဆရာမတွေရဲ့အများကြီးရတဲ့လို့လက်ချတင်တဲ့ခါတဲ့သားတို့တဲ့ပြောပြရဲတဲ့ပုံကြီးရတဲ့ဂုံလုံးတန်းဟိုတဲ့လုံးဝမတက်ဘူးဆိုတဲ့ဂျော်လော်ဂျီကိုဝါသနာမပါဘူးဂျော်လော်ဂျီနဲ့လုံးဝအလုံးမလုပ်ဘူးလို့ပြောတယ်ဆိုရဲသူတို့တွေကစိတ်ဆိုးပြီးပြောနေကြတာတဲ့ဂျော်လော်ဂျီနဲ့အလုံးမလုပ်ဘူးဆိုဘာလို့ဂျော်လော်ဂျီမေဂျာလာတက်လဲဘာညာအဲ့လိုပြောနေဆိုဟာလာပြပြီးမပြီးတော့ဘူးပေါ့နော်ငါလည်းမပြောခဲ့တဲ့စကားအခုထိပြောနေတော့မဲလားဟေးဆိုပြီးတော့တကယ်လက်ခံတယ်ပွန်နီပြောချင်တာကွာပွန်နီကပြောခဲ့တဲ့စကားဆိုလို့ရှိရင်တော့ပွန်နီလုံးဝလက်ခံတယ်ဟုတ်တယ်ပြောခဲ့တယ်ဆရာဆရာမရဲ့ရှင်မှာဂျော်လော်ဂျီကိုလုံးဝစိတ်ဝင်စားဘူးဂျော်လော်ဂျီနဲ့အလုံးမလုပ်ဘူးဆိုပြီးတော့ပြောခဲ့တယ်ဆိုလို့ရှိရင်ဝင်ခံတယ် but I didn't say that အဲ့လိုနဲ့ပွန်နီဆက်ပြီးတော့ကြောင်းတက်တယ် final တွေပါလေရောက်သွားပြီဟဲ final ရောက်တဲ့ကြည့်နော်အကိစ္စမပြီးဘူးနော် final မှာလေခုနပွန်နီလုံးဝတဲ့ဖို့ကြိုးစားပေမဲ့ပွန်နီနဲ့မတဲ့တဲ့အဲ့နဲ့ပဲတမေချာပြန်ပြီးတော့တက်ရတယ်တက်ရတဲ့အခါကျတော့ final တုန်းကသူ့အတန်းတက်တဲ့အချိန်မှာကွာတချို့တွေကကောင်းတဲ့ကျင်တို့ဖျားစင်မော်တင်လာပြီးတော့ဖျားစင်ဘောကခုံချတယ်ငရဲဥစင်းနဲ့ဘာညာပြောဟေးပြောတော့မပြီးတော့အကိစ္စကငါဘွဲမရချင်းပြီးမှမဟုတ်ဘူးဘွဲရတယ်ပြီးမှမဟုတ်ပြောတော့ဆိုပြီးလွတ်ထားတယ်ခါကျအရုံးကကွာပွန်နီမိန်းကလေးတငယ်ချင်းတယောက်နဲ့လက်ချအတူတက်တယ်ကွာအကောက်မှနဲ့ပွန်နီနဲ့ဘေးချင်းကရထိုင်တာဂုံလုံးနဲ့တက်တဲ့တငယ်ချင်းကကြတော့သူ့အတန်းနဲ့သူမအားတဲ့ခါကျတော့ပွန်နီတို့နဲ့အဲ့လောက်သိမရောပြစ်တော့ဘူးကွာဒါပေမဲ့ခုနကမိန်းကလေးတငယ်ချင်းနဲ့ပွန်နီနဲ့ကကြတော့အရန်ကိုအကောက်မှနဲ့ပွန်နီနဲ့အရန်ကြီးကြိုက်တာအခုတော့ကောက်မှဂျပန်ရောက်သွားပြီဆိုတော့အဂျပန်မှနဲ့ပွန်နီနဲ့ကအရန်ပေါင်းတော့ဘေးချင်းကရအမြဲထိုင်နေဒါပေမဲ့အချိန်ဆိုလို့ရှိရင်တော့ပွန်နီတက်ပါဘာဘုန်းကြီးလုံးဝသဘောမကျတာမို့လို့ကိုနေလဲလို့မို့သူ့အချိန်မှာအချိုးမပြေတာမလုပ်ဘူးကွာအဲ့လိုမျိုးစကားခိုးပြောတာတို့ဖုန်းသုံးတာဘာညာမလုပ်ဘူးစာအောင်နားထောင်မလို့ဆိုစာတင်နေရဘလောက်ပဲကိုနဲ့အစင်မပြေသည်ဖြစ်စီ respect ပေးရမယ်ပေါ့နော်အဲ့ဒါဘာပြောလဲဆိုယောက်ျားလေးနဲ့တဲ့တတဲတော့မပြောဘူးနော်ယောက်ျားလေးနဲ့တဲ့မိန်းမလေးဆိုရတယ်ဘလောက်ပဲခင်နဲ့အတူတဲ့အဲ့လိုမထိုင်ရဘူးတဲ့အဲ့လိုထိုင်တာမျိုးကိုမကြိုက်ဘူးတဲ့ Bro I'm gay bro I'm gayest Oh my godတရက်မှာအဲ့ပွန်နီတို့ဒီမေဂျာအဆောင်ကိုပဲအဲ့စီနီယာကြောက်ကလာတယ်ကွာအဲ့စီနီယာဘွဲရကွာသူကကြတော့အမကြီးကိုမှ trans woman လို့လုံးဝလို့စပေးအရှိနဲ့လုံးဝထမိန်နဲ့လာကြုံမော်လှပနေပွန်နီဆိုလိုက်ပြောနေပြချဟဲအမကြီးလာတာတက်တိလည်းရှိရတော့သူ trans လို့နေရမိုက်တယ်တော့ပွန်နီကလိုက်ကြည့်ရကွာအဲ့နဲ့မှာသူကအဆောင်လာတော့တည့်ရတိုင်းပဲလူရတော့ဝိုင်းကြည့်ရပေါ့ဘာလို့ဆိုပွန်နီတို့ရဲ့ဖြစ်တည်မှုကတခြားလူတွေရဲ့မျက်လုံးမှာအရန်ထူးခြားကြကြီးဖြစ်နေရလေအဲ့နဲ့ပွန်နီကို practical လုပ်တဲ့အခါမှာ practical မှာနောက်ထပ်ဆရာမတက်ကွာဘာ तू ကလည်းလို့စောင်းပြီးတော့ပြောတာဟေးဆိုလို့ယောက်ျားလို့မနေယောက်ျားဘွားလို့မြင့်မြတ်တာကိုမတောင်တူဝေတက်စပင်းရှိထားမိမလူတွေဝစ်ပြီးတော့ဘာဖြစ်လဲပြီးတော့အဲ့လိုမျိုးပြောရသလား तू အဲ့လိုပြောနေပေမဲ့ဟိုတယောက်ကို तू ပြောနေပေမဲ့ပိုနီကိုပြောနေဆိုပိုနီသိရကွာတရဟန်းလုံးဝလူတွေကလည်းသိရအဲ့ချိန်မှာဟိုရှေ့သုံးတန်းမှာထိုင်နေတဲ့ကောင်မတွေကလည်းကွက်ကိုအေးသေးထိုင်နေစိတ်တော်အကောင်မတွေသလားပြောနေတဲ့အချိန်မှာဟဲ့ပိုနီကိုလှမ်းပြီးတော့ကြည်ရတော့ထူးစားမသိလို့ရှိရင်မဟိုပြမှုကြီးပဲကျူးလွန်ထားသလိုလိုဟိုသူများဘဲအိမ်နဲ့ပဲလိုက်ပြီးတော့အိတ်ထားပြီးတော့ဟိုစီးမရှိကမ်းမရှိကောင်းမကြီးကြာနေအဲ့လိုမျိုးကြည့်နေဆိုတော့ခါကျတော့ကိုနီကသူတို့ပြန်မျိုးမျက်စိပြပြတော့မှကောင်းမရငြိမ်ကြီးလှဲ့သွား
အဲ့နဲ့ तू ကဟေးတောက်လျှောက်ကို practical တွေလက်ချောင်းမလေးပြောမလေးသူဂေးတွေကဘာဖြစ်လဲညာဖြစ်တယ်အရင်ဘွားဝူကြီးပါညာ तू ကအဲ့လိုပြောပုံနေရလေပြောချင်တာပြော I know what I'm doing with my life သူကျွန်တော်ဆိုပါဆိုဒီအတန်းပြီးတဲ့ခါကျလို့ရှိရင်ညနေကြလို့ရှိရင်ငါ UFA သွားမယ်ဘာလို့ဆိုပုံနေအတော့ UFA မှာညနေပိုင်းပုံနေကိုရီးယားစာမေဂျာတက်နေသေးတယ်ပုံနေပိုင်းလာနေမှာတိလားပုံနေဂုံလုံးလည်းမတက်ဘူးဘာသာမပါဘူးဆိုရင်ပဲတစ်ချိန်တည်းမှာလည်းပုံနေအားရမနေဘူးကွာနောက်ထပ်ဘာသာစကားလေးတစ်ခုငါတက်ထားရင်မစိုးဘူးဆိုပြီးတော့ geology တက်နေနေပုံနေ UFA မှာညနေပိုင်းနေသွားအပင်ပန်းခံပြီးကိုရီးယားစာပုံနေသွားပြီးတော့တက်သေးရဲ့အားတော့မနေဘူးဆိုတော့အဲ့နောက်ပြောဆိုရင်နောက်ဆိုငါဒီတိုင်းပေးညနေ UFA သွားမယ်ပြီးတဲ့ခါကျလို့ရှိရင် UFA ညာလင်းသူမှာကွေးတွေကိုစားမယ်ဟီမယ်ဟီဆိုပြီးစိတ်ထဲမှာလိုပဲတွေးထားအဲ့လိုပဲထားလိုက်တော့တယ်ကိုကြီးကလည်း geology လို့ fee ရပါစင်တယ်ဗတ်တွေပါခီးရပါသွားတယ်ဆိုလို့ရှိရင်လည်းအတက်နိုင်တယ်များလေဟောကိုနီရှောင်းနေတာဘာလို့ဆိုပွန်နီကိုသူငြင်းလဲသူစိတ်ဆိုးမှာဆိုပွန်နီလဲသူစိတ်ဆိုးရမြင်လို့ရှိရင်ကိုကလည်းစိတ်မကောင်းဖြစ်မှာဆိုတော့ရှောင်းလိုက်တယ်ကွာဘယ်တော့ဘလို့အောင်ရှောင်းလဲဆိုလို့ရှိရင်ပွန်နီတို့လိုဆရာတို့ကအင်းလေးတွေဘာတွေဘက်ကိုကကြီးတွေဘာတွေပို့တော့ဘာစီရလေကိုပွန်နီမစည်းဘူးသူကဒီလေစီရတော့ရပွန်နီတခြားလေကိုတော့ခွာပြီးစီးရအဲ့ဒါအဲ့ရကွာပုံကြီးကဝတ်ပုံစားမှာတခြားယောက်ျားလေးနဲ့မတူဘူးကွာဒီလိုပုံစံဝတ်တာဆိုတဲ့ခါကျတော့ကို့အမြင်နဲ့ကကိုယ့်ရဲ့ fashion အသွင်ပြင်ကိုသူကသဘောကျမှာမဟုတ်ဘူးပြောမှာပဲဆိုတော့သူလည်းကို့ကိုတွေးလို့ရှိရင်အသက်တူရမယ်ကိုယ်လည်းစိတ်ညစ်ရမယ်ဆိုတော့တနိုင်လုံးခွာလိုက်တယ်တောက်လျှောက်တော့ပုံကြီးအော်ကို့အများချစ်လာမလားသဘောကျမလားဆိုပြီးပုံကြီး try ကြည့်ရကွာဘာမှလုံးဝအစင်မပြေဘူးဆိုတဲ့ခါကျတော့ I was like okay ABCDEFG G for goodbye I'm out I'm not trying to please her anymore okay this isအဲ့လိုလေပုံနီတောက်လျှောက်တက်ကူကတက်နေတာသလားလို့ geology နဲ့ပတ်သက်ပြီးတော့လေဘာအလုပ်လုပ်ရအောင်မပုံနီမသိခဲ့ဘူး final first semester ရောက်ပြီးအချိန်မှာပုံနီစပြီး pressure ခံစားမိကွာတကယ်ချင်းနေအောင်တော့ပါဆိုတော့ final ပြီးသွားလို့ရှိရင်သူတို့ကတော့ဘယ်အတန်းကိုဘယ်လိုတက်မှာဘယ်မှာဘယ်လိုလုပ်လို့မှာအဲ့လို geology နဲ့ပတ်သက်ပြီးပြောနေတယ်ပုံနီမှာဘာမှမသိဘာလို့လုပ်မှမသိတင်တဲ့ major တွေကိုလည်းစာတော့လုပ်တယ်မဲ့ပုံနီတစ်ခုမှစိတ်ဝင်စားဘူးအဲ့လို major မှာတင်တဲ့စာတွေကိုအဲ့လိုနဲ့ပဲ panic attack ကစနေပြီးဟာငါတက်ကူပြေးဘာလုပ်စားရမှာလဲဘာမှမငါဝန်ထမ်းလည်းပေါက်ဒုက္ခပဲငါဘွားရသေးွားရလားမသိဘူးအရန် pressure ရတယ်အဲ့အချိန်မှာတက်ကူအဲ့ final ရောက် second semester ရောက်တဲ့အခါမှာပုံနေစိတ်ဝင်စားတဲ့ major အစ်စ်ကပါလာတယ်ဘာလဲဆိုတဲ့ခါကျတော့ရမော်တော်ကြီးကြောက်မြက်ပညာဟာပုံနေကြောက်မြက်အတန်းကိုတက်နေနေမှာအရန်သဘောကျတယ်အဲ့ major ဟဲ့ဒါလေးကငါစိတ်ဝင်စားရပေါ့နော်ကြောက်မြက်ရင်လည်းငါစိတ်ဝင်စားရတာနဲ့ပတ်သက်တာလုံးမယ်ပေါ့အဲ့နဲ့အဲ့အချိန်မှာလဲကိုနီကဘယ်လိုပြောလဲအဲ့နဲ့ပတ်သက်ပြီးတော့အလိုတီးကျင်တယ်ကွာတီးကျင်တော့အလိုခေါက်ပဲတွားမေးရတာဗောတီးရမလားအဲ့အချိန်မှာတော့ဂျာမကလည်းသူပဲလို့မန်ပဲချလိုက်ပြီလားဘာလားတော့မသိဘူးအဲ့တခါတော့သူနဲ့စကားပြောတော့အဆင်ပြေရကိုနီကတွားမေးရဝဲရပြီလို့ရှိရင်ပေါ့နော်ကျောင်းမနဲ့ပတ်သက်ပြီးတော့လို့တင်တန်းတွေပါတက်ချင်တယ်လို့အဲ့ဒါဘာမှတက်လို့ရလဲဆိုတော့ तू ကနေပြောဟဲ့အဲ့ဒါဆိုလို့ရှိရင်နဲ့ရန်ကုန်တက္ကသိုလ်ထဲမှာပေါ့နော် DGI ရှိရပေါ့အရှိကောက်ဆိုလို့ရှိရင် Diploma in Gemstone Identification ပေါ့နော်အဲ့ဒါတက်လို့ရတယ်အဲ့သတင်းစာတွေထဲမှာဘာညာကြီးညာတယ်ရန်ကုန်မန္တလေးဆောင်ဘူမိဆောင်မှာပဲတက်ကြတယ်ပြောတော့ကိုကြီးက okay ကျေးဇူးတင်ပါတယ်ဘာညာဆိုပြီးတော့အမှသူနဲ့ချစ်ချစ်ရေးဖြစ်သွားတယ်ပြောရမှာပေါ့ကွယ်နည်းနည်းလေးရောအဆင်ပြေသွားတယ်ပေါ့ဒါပေမဲ့အဆင်ပြေရလဲအဲ့တစ်ခေါက်ပဲပြေအဲ့တကောက်ပဲပြေးရပြောပြအောင်ကိုနီကျောင်းမရနာပိုင်းကိုစိတ်ဝင်စားသွားတယ်ပြီးကျောင်းပြီးတဲ့ခါဘွဲရပြီးဘာလုပ်ရမလဲကိုနီသိသွားတယ်ကိုနီတော်တော်ပျော်သွားတယ်ကွာဒီမှာကိုနီပြောချင်တာကလေးတော်တော်များလေအဲ့လိုကွာတက်ကတူတက်နေတယ်ကိုအနာကမသိကြဘူးဘာလို့လုပ်ရအောင်မသိဘူးဆိုလို့ရှိရင်လေအရန် pressure မများနဲ့သလားနည်းနည်းစိတ်အေးထားလိုက်ဘာလို့ဆိုပေါ်လာလိမ့်မယ်ကိုဖြစ်ချင်တဲ့အိမ်မတစ်ခုကိုလမ်းစားတစ်ခုကပေါ်လာလိမ့်မယ်အရန် pressure ထားပြီးတော့ကိုကိုညှဉ်းပန်းနှိမ့်ဆက်နေတာအကြီးအနေနဲ့ပြောပြအဲ့လိုနဲ့ထပ်ပြီးကိုနီဘယ်မှာတကွေးထပ်ပြီးညှိကြတယ်ဆိုတော့ဒါကတော့ပိုနီတို့မှားတာပါပိုနီတို့မှားတဲ့အမှားဆိုတော့ဘွဲရဖို့အတွက်ကပိုနီတို့က turn paper လုပ်ကြတယ် turn paper လုပ်ပြီးတဲ့အခါမှာအဲ့ turn paper ကို presentation ပေးရတယ်ကွာပေးရတဲ့အခါကျတော့ပိုနီတို့အဖွဲ့ရသူကိုပြောတယ်ငါပဲ presentation ပေးတာငါလုပ်လိုက်မယ်နင်တို့မလုပ်နဲ့ဆိုတဲ့ဟာကိုအဲ့လိုလည်းမဟုတ်ဘူးနောက်တဲ့ကောင်လေးက तू လည်းလုပ်မယ်တကယ်တော့ပိုနီတို့ဖွဲ့ရမဟုတ်ပိုနီတို့ကအဲ့လိုမရင်းဘူးအဲ့တော့ပိုနီကအေးရဆိုလို့ရှိရင်လည်းနင်လည်းလုပ်မယ်ဆိုလို့ရှိရင်နှစ်ယောက်လုပ်တာပေါ့ဆိုတော့အဲ့လိုနဲ့နှစ်ယောက်ကနေပြီး3ယောက်လောက်ဖြစ်သွားတယ်ကွာကိုနီရောတောက်လျှောက်လုပ်တယ်အဆင်ပြေတယ်ဒါပေမဲ့သူ့အလှဲ့မှာ तू ကစားရလဲတေးချားလဲမဖတ်ထားတဲ့အပြင်ဘာတွေပြောလို့ပြောနေမှမသိဘူးပောက်ပြရပြောနေဆိုတော့အရှင်းမှာခုနဒီရောတခြားဟို professor ရောအကုန်လုံးအများကြီးရှိရကွာဟာကိုကောင်းတဲ့တေးချားမလို့တဲ့ခါကျတော့ပိုနီတော့ဖွဲ့နှွားပြီးလေစမားတွေရှယ်နှွားခံရဒီအမှကြိတ်ပြီးဟေးဒီဖွဲ့ကိုသူကြိတ်ကြလဲသဘာဝကြတယ်ကွာဘာလို့လဲဆိုတဲ့ခါကျတော့မနေ့ကတပတ်ခါပဲဘွဲ့ဖိတ်တော့မယ်ဒီ turn paper presentation လေးအောင်တေးချားမပေးနိုင်ဘူးလားဆိုကိုနီတို့ထောင်းနေလေခံရတာပေါ့သိရမလားဟဲ့ကိုနီတို့ဖွဲ့တော့ချုံးမပြေဘူးသား तू ကလေရှေ့မှာဒေါသတွေထွက်ပြီးစူနေတာကိုလေ तू မုံလဲမုံနေတယ်ပါပဲစောက်ချိုးမှမပြေတာအဲ့လိုမျိုးကြီးစူနေတာဟုတ်နင်နဲ့ယူလောက်နေရလေဆိုတော့ပိုပြီးဒေါသထွက်တာပေါ့ကိုသာဆရာမဆိုတော့ဒေါသထွက်ပါပဲတော်တော်ချုံးမပြေတဲ့ဖွဲ့အဲ့ turn paper presentation ပေးတာလေဒုတိယတစ်ရက်ပိုနီတို့ပေးရနေမှာ तू လာကြည့်ရတာဟာစိတ်ညစ်တာငါကလေတကယ်တေမဲနေမှာစစ်ထဲလိုက်ကိုကြားရှိမှောက်ရက်လဲတာတကယ်မှောက်ရက်လဲတာသူ့ရှိမှာ
စူတာပေါ့စူကလည်းကန်လာပဲတက်တိုင်းပဲအဲ့လိုနဲ့ကန်ကောင်းထောင်းမဆောင်နေပဲပူနီတို့အဖွဲကအောင်သွားတယ်ပေါ့နော်အောင်သွားပြီးတော့ဘွဲရသွားပါတယ်အဲဘွဲရသွားတဲ့အခါမှာတော့ပူနီလို့ဆက်ပြီးတော့ရန်ကုန်တက္ကသိုလ်မှာပဲဒီမန္တလေးဆောင်မှာခုနပြောတဲ့ DGI ဒီကြောက်မြတ်ဟာကိုပူနီဘွဲလုံးကိုသွားပြီးတော့တက်တယ်ဒါပေမဲ့လည်း2လပဲတက်လိုက်ရတယ်ကိုဗစ်တွေပါတယ်ဖြစ်ပြီးတော့ပိတ်သွားဆိုပူနီလည်းဆက်မတက်လိုက်အောင်ဆိုတော့အဲ့ရနေပူနီလမ်းကြောင်းတွေအများကြီးပေါ့ရောက်သွားပြီးတော့အခုဒီလုပ်ငန်းလမ်းကြောင်းပေါ်ရောက်နေတာပေါ့နော်ပူနီကတော့အခုဒီသုံးပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ဒီချိန်ကြီးလေးဂုံနူးနဲ့မတက်ခဲ့တာအပေါ်ပူနီမှာအဲ့လိုမျိုးဝမ်းနေတာတွေနောင်တရတာတွေစိတ်လုံးဝမရှိဘူးပူနီကတော့ကိုယ့်ရွေးချယ်မှုကိုမှန်ကန်ခဲ့ရလို့ပဲထင်တယ်ဘာလဲဆိုတော့ကျတော့ပူနီလိုချင်တဲ့တက္ကသိုလ်ဘွားကိုပူနီပိုင်ဆိုင်ခဲ့တယ်ပူနီဒီတငယ်ချင်းတွေနဲ့အရန်ကိုပျော်ခဲ့ရတယ်ပူနီလို့ဆိုလို့ရှိရင်တက်တာအတန်းနေလစ်ပြောအဲ့လိုအုပ်စုလိုက်ကြီးလေးထမိန်နေပစိုးရတော့ခါနဲ့ဖျားတွေတွားပြီးအဲ့လို shopping mall တွေတွားရုပ်ရှင်ရုံတွေတွားမျိုးစုံကနန်းခဲ့ရကွာအဲ့လိုမြန်မာဝတ်စုံတွေနဲ့ဘာလဲရောက်တယ်တစ်ဖက်လုံးနန်းနာပပဆက်နန်းနာဂုံနဲ့တဲ့လူကတော့စာပဲလုံညာတော့ပူနီအားကြောင့်ပူနီပဲပူမတက်ချင်ဘူးဆိုပူနီစာပဲလုံမနေချင်ပူနီတက္ကသိုလ်ဘွားကိုပူနီပျော်ခဲ့ချင်တာကွာအများကြီးလေးပျော်ခဲ့ရဒီတငယ်ချင်းတွေနဲ့တွေ့ရလဲပါပေါ့နော်သူတို့ ਨੇ အများကြီးပျော်ခဲ့ရတယ်ပြီးရင်လို့မို့ပေါ့အတန်းတွေကမတက်တော့ roll call တွေကမပြေဘူးအဲ့ဒါဘလို့အတန်းမှန်တဲ့လူတွေကိုမုတ်တွေကျွေးပြီးဟဲ့ကောင်မရလက်မထိုးပေးပါဟဲ့လုတ်ပါရဲဆိုပူစားအဲ့လိုမွားရမ်းပြီးအခုပေါ့နော်ပူနေတာပညာရေးလမ်းကြောင်းနဲ့ပူနေလွဲချော်နေပေမဲ့တနေ့တစ်ချိန်မှာတော့ပူနေဒီကြောက်မြက်အပိုင်ပူနေပြန်ပြီးတော့တင်တန်းနေတက်ပြီးတော့ပူနေပြန်အလုပ်လုပ်မှာဘာလို့လဲဆိုတဲ့အခါကျတော့ပူနေတဖြည်းဖြည်းနဲ့အသက်ကလည်းကြီးလာပြီမငယ်တော့ဘူးပြီးတော့ပူနေတော့အခုဒီလုပ်နေတဲ့ content creator influencer အလုပ်ဆိုတာကရေရှည်မှာကအဆင်ပြေမလားမပြေလားပူနီနဲ့မပြောတတ်ဘူးပူနီအတွက်ကတော့မပြေတော့ဘူးလို့တွေးမိရဒါကိုထင်တာပေါ့နော်အပြောင်းလဲတစ်ခုဖြစ်သွားရင်တော့မသိဘူးပေါ့ဒါပေမဲ့လောလောဆယ်ကတော့ဒါပူနီအတွက်ကဒါငယ်တုန်းစမ်းလေးရှိအောင်လုပ်လို့အကောင်းနဲ့အလုပ်လို့ပဲတတ်မှတ်ထားတာမဟုတ်လို့ပူနီဒီအလုပ်ကနေဒီလိုမျိုးပတ်စံနေပါရှာတယ်ကွာရှာပြီးတော့ဘာလို့ရှာလဲဆိုတော့ကြောက်မြတ်တင်တန်းနေပူနီပြန်ပြီးတော့တတ်မှာမလို့ကွာကြောက်မြတ်တင်တန်းနေရလေတိရက်လို့ဆိုတိတဲ့အရန်ဈေးကြီးရယ်ဈေးရယူလောက်အောင်ကြီးရယ်အဲ့လိုမျိုးအထူးသဖြင့်အဲ့လို GIA တို့ FG တို့ဘာလို့ဟာဆိုတိရက်လို့ဆိုတိရယ်ကွာတော်ဈေးကြီးอ่ะဆောင်းမွဲဖြေကားတွေဘာလဲနဲတာမဟုတ်ဘူးဆိုတော့အဲ့ဘက်ကိုလှည့်ပေါ်ပူနီဒီလုံးနဲ့ပတ်စံရှာမှရမယ်တည်ရမှာပူနီကိုအတက်ကလေးလက်ပြီးတော့မိဘအပေါ်ကိုလဲမမီခိုချင်တော့ကိုပဲပြန်ပေးချင်အဲ့ဒါကြောင့်မို့လို့နောက်တစ်ခုပူနီပြောချင်တာကပေါ့နော်အတွေးရလူတိုင်းတော့မတူဘူးပေါ့ဒါပေမဲ့ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာပူနီလိုမျိုး influencer တွေ content creator တွေဘာညာပါခဲ့သည်ရှိတော့မလုံးနဲ့မပြောဘူးလုံးဒါပေမဲ့ဒါကြီးကိုပဲအမြဲမိခွာတာမဟုတ်ပဲねပညာရေးလမ်းကြောင်းပေါ်တော့ပြန်ပြီးတော့ရှောက်ပါလို့ပူနီပြောချင်တယ်ပညာနဲ့လှုပ်ရှားတာကတော့ပိုကောင်းတာပေါ့နော်ပြီးတော့ဒါကတော့ပူနီတွေပေါ့ဘာလို့ပူနီကဒါဒီလိုမျိုးကအင်တာနက်မှာပူနီပောက်ကြရလို့ပြရတယ်ကွာအခုချိန်တော့ကောင်းတယ်ဒါပေမဲ့ပူနီအတက်ကြီးကတနေ့တစ်ချိန်ထားပါတော့အိမ်အောင်ကြတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်လေပူနီအတွက်ကပေါ့ပူနီလုံနေတာဟာလေတိတ်အိမ်ကြီးမရဘူးပြီးရင်တစ်ဖက်အတိုင်းဝိုင်းကကိုယ် criticize လုပ်เสียများမယ်လို့ခံစားရတယ်ပူနီမိဘကလည်းအမှန်တမ်းပြောရင်ပူနီကသူတို့ကလေဒီလောက်တာလုံးဝမကြိုက်ဘူးပူနီဒီလောက်တာမကြိုက်ဘူးငါတို့မျိုးထဲမှာလည်းတယောက်မှမရှိဘူးနေမဲရှိတာဆိုတော့အခုတော့လောက်လိုက်ဒါပေမဲ့အချိန်ကြာလို့ရှိရင်ကြောင်းမြတ်လောက်ပဲပြန်ပြီးတော့လောက်ကမယ်အိမ်တွေကလေလောက်ပါဟဲဆိုပြီးတော့ခဏပြောရယ်ပူနီတို့ခဏလေးစကားတော့များတယ်ဒါပေမဲ့ပူနီကတော့ပြန်သွားမှာပါပူနီကိုယ်တိုင်လည်းအဲ့လိုမျိုးနည်းနည်းအိမ်တွေရတဲ့အလုပ်ကိုပို့ပြီးသဘောကျတယ်အသက်လည်းကြီးလာပြီဆိုတဲ့ခါလည်းပါပြီးတော့ပြန်မှလူဆိုအတိုင်းဝိုင်းနဲ့ရှင်တန်ရတာပဲလေကိုလည်းအဲ့လိုပညာဂုဏ်လေးတော့ရှိကျင်သေးရဲ့ကွယ်အဆုံးသတ်မှာပြောရမယ်ဆိုလို့ရှိရင်တော့ဒီအကြောင်းအရာကိုနားထောင်ပြီးတော့အကုန်လုံးစိတ်လက်ပေါ့ပါပြီးတော့ပျော်ရွှင်သွားမယ်လို့ထင်ပါတယ်ဂျပန်ကြီးပေါ့နော်ဂျပန်ကြီးကပါမြိုက်ပဲနဲ့ပါရိုက်တယ်လို့ဆိုရဲခံရတဲ့ဂန္ဓာလေးတစ်ဖြတ်ပေါ့ပြီးတော့အဲ့လိုမျိုးနဲ့ကတောက်ကစားတွေဖြစ်ခဲ့ဆိုပေမဲ့လည်းပူနီအခုဒါပြောပြတာကွာဒါပေမဲ့ပြန်တွေးလိုက်တဲ့အခါရီးစရာဟာတာအနေနဲ့ပဲပြောပြတာကွာပူနီတခု request လုပ်ချင်တာလို့နာမည်တက်ပြောတာမဟုတ်တာရေးရမျိုးတော့မလုံးနဲ့ပေါ့ပူနီအဲ့ဒါတခု request ချင်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့သူလည်းတက်ကြီးလာပြီပူနီလည်းတက်ကြီးလာပြီသူလည်း man shot လိုက်ပြီပူနီလည်းဒါကိုကြုံခဲ့တဲ့ဟာလေးတွေဟာတာအနေနဲ့ပြောပြတာပဲရှက်ကွာလို့ဆရာကိုစော်ကားတာမျိုးမဟုတ်ဘူးဘာလို့သူလည်းပူနီကိုပညာပေးခဲ့တာပဲသူပေးခဲ့လို့လည်းပညာတက်ခဲ့တာမို့လို့ဆရာသမားကိုစော်ကားတဲ့စိတ်မျိုးပူနီမှာလုံးဝမရှိပူနီလည်းအဲ့အကြောင်းအရာတွေအားလုံးကိုမေ့လိုက်ပြီးဒီအမှအမှတ်တရလေးအနေနဲ့ဟီဟာပြောပြတဲ့ပုံစံမျိုးပဲပေါ့နော်ပြီးအဲ့ဒီအချိန်တုန်းကပေါ့နော်ပူနီလို့ဝမ်းနေခဲ့တဲ့အချိန်တွေစိတ်တူခဲ့ရတဲ့အချိန်တွေဘလောက်ပဲရှိခဲ့လေအဲ့အချိန်တွေပြန်သွားရပြီးတော့ပူနီပြောင်းလဲရမယ်ဘာမှမပြောင်းလဲဘူးပူနီတို့ကပြန်တွေ့ဒါတွေကလှပတဲ့အမှတ်တရလေးတွေမှုလို့လေသိရမလားဆိုတော့ရည်ရွယ်လဲပေါ့နော်ဒီကနေကျေးဇူးလဲတင်ပါတယ်ဆောက်ကားမိခဲ့လို့ရှိရင်လည်းတောင်းပန်ပါလေရှင်အခုတော့ချစ်သွားပါပြီကဲအားလုံးပဲတတာဘိုင်ဘိုင်